အခုကျွန်တော်ဒီနေ့ပြောမှာကနေတိုးဟာမဲအွန်လိုင်းစီကရီတော့မြန်မာကျပ်ငွေသိန်းထောင်နဲ့ချီပြီးတော့ရယူထားတယ်သူတို့ဘောကိုမဖို့အတွက်နေတိုးတွေမဟုတ်ဘူးနော်မြင်းမြတ်တို့လည်းပါတယ်အခြားအမှုပညာရှင်တွေလည်းအကုန်လုံးပဲဒါအပြင်မဲအွန်လိုင်းကသူတို့ကိုပစ္စတိုတယောက်တစ်လက်ပါပေးထားသေးတယ်ဆိုပါတယ်ပြီးတော့သူတို့ရဲ့အသက်ကိုသူတို့ကာဝယ်ဖို့တဲ့လုံကြီးအဖွဲ့ဝင်10ဦးပါအဖွဲ့ကိုလည်းပဲစေလို့ထားပါတယ်ဟာမင်းတို့တော့ငါမကဲဘူးတော့မင်းတို့တက်ကိုမင်းတို့ကတော့မဟုတ်ကဲမင်းတို့သိသွားရင်ငါမသိဘူးမင်းတို့ကိုငါသိန်းထောင်နဲ့ချီပြီးတော့လည်းပေးထားပြီးပြီတနက်တက်လည်းပေးထားတယ်လုံကြီးလည်းပေးထားတယ်ဒါမှဒါတော်မှရုပ်ပြယူကြီးအဖွဲ့တွေကျွန်တော်တို့လူငယ်တွေရှင်းခံရတယ်ဆိုရင်တော့ငါကိစ္စမဟုတ်တော့မင်းတို့ကိစ္စအဲ့တော့မင်းတို့ညံ့လို့မင်းတို့ခံရတာမင်းတို့သိဆိုတော့ဒီသတင်းကြားလိုက်တော့ကျွန်တော်မိသားစုဝင်အံ့ဩသွားလာနေတိုးဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ဗျာမြင့်မြတ်ဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ပြီးတော့လက်ရှိခရိုနီနဲ့စစ်တပ်နဲ့သူတို့တွေလုံးဝကင်းလို့မရအောင်ဘာလို့ထင်ရှားတော့တွေ့ရမလဲပြီးခဲ့တဲ့ရက်က stage symbol မှာ G-Fire ဆိုတဲ့ကောင်ကျွန်တော်ဒီအောင်တချင်းအဲ့လောက်ထိမသိဘူးကျွန်တော်ရဲ့လူမှုကွန်ရက် social စာမျက်နှာထပ်ကိုရောက်လာလို့တာဒီကောင်ရဲ့စကားကိုလည်းကျွန်တော်အစအဆုံးနားမထောင်တန်ဖိုးမဲ့တော့ကျွန်တော်တို့စိတ်ဝင်စားဘူးဒါပေမဲ့ချို့သော status တွေတွေ့တဲ့အခါမဲ့ကျွန်တော်သိတယ်လေဒီကောင်တွေဟာကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများတော့ဒုသေးစုံနေတဲ့ခရိုနီသားသမီးတွေနဲ့ပြီးတော့စစ်ဗိုလ်ချုပ်ကြီးတဲ့သားသမီးတွေနဲ့သူတို့လုံးဝကင်းလို့မရဘူးလုံးဝကင်းလို့မရလုံးဝကင်းလို့မရတော့သူတို့ဘယ်လမ်းကိုရှောက်မလဲဒီလမ်းပဲရှောက်ပဲဒီနေ့ကျွန်တော်တို့တွေ့ပါလေမျိုးအချို့ရေမြောင်းပုတ်ထဲမှာကြက်ဖို့ပါတီကကောင်းနေလူကြီးပိုင်းတွေတော့မဟုတ်ပါဘူးအောက်ခြေကကျောင်းဝဲပြည်သူတွေပေါ့ဗျာအချို့အစင်မပြေတဲ့သူတွေနော်အခွင့်အရေးလေးရမလားပြီးတော့ထောက်ပံ့ကြေးလေးရမလားအစင်ပြေမလားပေါ့ဗျာဒါလေးနေပဲကြက်ဖို့ပါတီတွေရောက်သွားတာတွေအများကြီးရှိတယ်ကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကလည်းအခြားကဘာကမဟုတ်ဘူးအခြားဂျိုကမဟုတ်ဘူးမြန်မာနိုင်ငံတွေကမြို့ပြမှာနေတဲ့လူငယ်တွေဖြစ်တယ်ဒါကြောင့်သူတို့ခင်းတဲ့ဟာတွေနောက်ကလိုက်ပြီးရှောက်တဲ့ဟာတွေဘာကြောင့်ရှောက်လဲသူတို့ကဘယ်လဲအောင်ခင်းသွားလဲကျွန်တော်လည်းကောင်းကောင်းနားလဲတယ်ကြက်ဖို့အင်ဂျီကိုရေမြောင်းကြတဲ့ထဲမှာမြောင်းဆယ်ကြည့်လိုက်တော့လက်နဲ့နောက်ဆုံးပေါ် international စက်ကြီးတွေနဲ့မြောင်းဆယ်တယ်သူတို့မလို့မရှက်တယ်ဆယ်ခိုင်းတဲ့ကောင်တွေစဉ်းစားကြည့်ပါဦးမြောင်းဘာကြောင့်ပိတ်တာလဲအမိုက်ရှိလို့ပိတ်တာဘာကြောင့်အမိုက်ရှိတာလဲပလတ်စတစ်ရှိလို့ပေါ့ဘာကြောင့်ပလတ်စတစ်တွေရှိတာအဲ့ဒီထဲမှာလဲခြေလုံးတဝဲလဲတာကျွန်တော်နိုင်ငံကိုပညာမတတ်အောင်ပညာမဲ့အောင်စင်ရဲမွဲတေအောင်ဖန်တီးထားတာအာနာယူအုပ်စုပညာမဲ့ရင်ပညာမတတ်ရင်သူတို့တွေလက်နက်နဲ့အုပ်ချုပ်လို့ရတယ်